မင်းသဘောမင်းဆန္ဒနဲ့မင်းလှုပ်ချင်တာကိုမင်းလုပ်မယ်ပေါ့အဲ့ဒါမျိုးလားပြောလေဘာကြည့်နေရလဲမင်းစိတ်ထဲမှာဘာတွေဖြစ်နေရလဲမင်းငါ့ကိုဘာတွေမကြည်မနဲ့ဖြစ်နေရလဲဟမ်အေးမင်းစိတ်ထဲမှာရှိနေရတွေကိုဘာတစ်ခုမှမလေးမညာပဲနဲ့အမှန်တိုင်းငါကြားချင်တယ်ပြောမင်းစိတ်ထဲမှာရှိတာငါ့ကိုပြောတော်ပါပြီပြောမှသိမယ်ဆိုလဲစမ်းမေမပြောတော့ပါဘူးဒီနေ့အစားပြီးတော့ဦးခိုင်းတာမှန်တယ်များစမ်းမေအကုန်လုပ်ပေးပါမယ်အားဆိုရင်ဦးစိတ်ချမ်းသာမယ်မလားစမ်းမေအိမ်ပြန်ခြင်းမျိုးထမင်းစားမယ်လေဒါလေးတူတူစားမယ်နဲ့အတူစားခြင်းလို့စားတယ်လာထားတယ်စမ်းမေဒီနေ့ဘိုင်းမစားသေးလို့တူတူပဲစားနေပါဟာမရပါဘူးတူတူစားမယ်နဲ့အတူစားလို့စောင့်နေရပါလို့မရအောင်ထိုင်သူတော့လည်းဆက်နေတယ်သူတို့ကစားဖို့တလို့ခေါ်နေတာဟာစားပေးလိုက်လေဒါမှသူစိတ်ချမ်းသာပါပေါ့ခဏခဏစားလို့ရတာစားလိုက်နော်ထိုင်ကျေးဇူးပါရပါစားမယ်စားစားလေမဟင်းနေတော့ထပ်ပြီးတာစားလည်းမစားအောင်မရအောင်စားစမ်းပြီဟုတ်သားပဲစမ်းပြီမတူတူလေးကကျင်းနေအောင်တော့နည်းနည်းတော့စားလိုက်ပါစို့အာနည်းနည်းမဟုတ်အများကြီးစားမှာအများကြီးစားလေစားပြတယ်စားပါဆိုမှာပါစားလိုက်ပါစမ်းပြီစားဟင်းစားတက်စားစမ်းပြီအဲ့ဒါဘာလုပ်တာသမီးစားနေရလေဦးကစားဆိုကဲတော်မစားနဲ့တော့ကဲတော်မစားနဲ့လို့ပြောနေရလေစမ်းပြီမင်းတို့တော်လို့ပြောနေရလေစမ်းပြီတော်လို့ငါပြောနေလေစမ်းမေမင်းဘာဖြစ်နေရလဲသမီးစားခိုင်းလို့စားတယ်လေမင်းငါ့ကိုရွက်နေရလားခိုင်းတဲ့တိုင်းလည်းလုံးတော့လေရွဲ့တယ်တဲ့စားမေကဘလို့နေရမှာလဲဦးခိုင်းတဲ့မြားလိုက်လုံနေရဆိုတာစားမေဦးကိုချစ်လို့အဲ့ဒါဦးသိရလား
မင်းတကယ်ပြောရလား ဘာလို့လဲ မင်းကိုချစ်တယ်ဆိုတာလေ မဟုတ်ဘူးရွှဲပြောတာ စမ်းမေကိုကတော့မင်းကိုတကယ်ချစ်ခဲ့တာ ယုံမောင်ဘာလို့တာလဲ ချစ်တာလေမင်းကိုချစ်ပါတယ်လို့ပြောနေတာနားမလဲဘူးချစ်ပါတယ်လို့ပြောနေတာဟုတ်လား ဘာလို့တာလဲ စမ်းမေမင်းတော့ဘာလုပ်တာလဲ ဦးဟာဒါတွေကဘာအတွက်လောက်ထားလဲ မင်းမြင်တဲ့အတိုင်းပဲလေ ဒါဆိုရှင်ကတအိမ်လုံးဒီဟာနဲ့နောက်ွယ်နဲ့စောင့်ကြည့်နေရပါဟုတ်လားဥကြုံကြီး စမ်းမေမင်းကအဲ့ဒီတဲ့နဲ့ပြောကြဘာကြောင့်မှမရှိဘူး ဟာပြောပါပဲပြောရမှာဖြစ်လဲခုမှပဲရှင်ကတူတူနဲ့ပတ်သက်လာရင်လူတိုင်းကမယုံသိကဖြစ်နေရဆိုတာသိရတော့တယ်ဟာလေရှင်ကကျမတူတူမဟုတ်တာလုပ်မယ်လို့ထင်ပြီးတော့ဒီဟာနဲ့စောင့်ကြည့်နေရပါဟုတ်လား အေးဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့တူတူနဲ့ပတ်သက်လာရင်ငါဘယ်သူမှမယုံလို့ပဲအေးဘာဖြစ်လဲဆိုတော့လူတွေအားလုံးကဟဲ့ဆောင်နေကြလို့ပဲ ဟန်ဆောင်တယ်ကျမမဟုတ်ဘူးရှင်ဒါကျမကိုချစ်ဟန်ဆောင်ပြီးရှင်ညမတို့အယုတ်တရုတ်လိုမဝယ်ပေးခဲ့တာကျမရှင်ကိုအရှမ်းကြောက်သွားပြီတူလေးပေါ်မှာထားပေးခဲ့တဲ့စေတနာရဲ့မြတ်တာရဲ့အားလုံးတဲရေသွန်းတယ်လို့ပဲရှင်တကယ်တမ်းကျတော့ရှင်ညမတို့နဲ့ယူနေတာ မင်းကောင်ဆိုငါနဲ့ဒီမှာမင်းကအရှင်းဆုံးပြောလိုက်ပဲငါညမအတွက်ဆိုလို့ရှိရင်ငါဘာမဆိုလုပ်မှာပဲငါညမအန်ရရဲ့ဖြစ်နိုင်မဲ့အရာဘာပဲဖြစ်ဖြစ်ငါကာဝယ်ပေးမှာပဲငါဘယ်သူမှယူမဆိုင်ဘူး ကောင်းပါလေတိတ်ကောင်းတယ်ကျမရှင်ရဲ့မိန်းမဆိုနာမည်လေးရှိတာပါတကယ်တမ်းကျတော့ရှင်တို့မောင်နှမနှစ်ယောက်အတွက်တုံးချခံနေရတယ်ဘဝအဲ့လိုဘဝမျိုးမှာကျမဆက်ပြီးမနေနိုင်တော့ဘူး စမ်းမယ်မင်းကဘာလို့ဆိုလို့ ရှင်နဲ့ကျမကွာရှင်းကြမယ်လို့ပြောတာမောမနေပါနဲ့တော့စမ်းမိရဲ့ညို့ကြီးကငါစိတ်ဆင်းရဲလိုက်တာဟဲ့နေမပြတ်နိုင်ဘူးဆိုရင်လည်းဘာဖြစ်လို့အိမ်မောကနေဆင်းလာနေသေးလဲ မပြတ်နိုင်လဲဖျက်ရမယ်တော့တာငါတို့ချစ်တော့ချစ်ပါတယ်ဒါပေမဲ့ငါအခုတို့အရင်စိတ်နာပါနေ ဆက်လက်မပိုင်မလို့စမ်းမနဲ့ဟာသူလည်းသူ့ညီမကိုစိုးရိမ်တာပေါ့ဟဲ့ဘသူ့မှမယုံကြည်ဘူးဆိုတာလဲတဘာဝကြပါတယ်ဟာ ဒါပေမဲ့သူအခုလောက်နေရတယ်ကငါ့ကိုမလေးစားတာငါ့ကိုစော်ကားနေရလေတော့သူ့သမီးမိသားတယောက်လိုမတတ်တော့တာငါသူ့ညီမတို့အိမ်ပေါ်လာခလေးလေးနော်အဲ့လိုအမြဲမယုံခင်ကစောင့်ကြည့်နေတဲ့ယောက်ျားမျိုးငါဘလို့မှဆက်မပေါင်းနိုင်တော့ဘူး
ညစ်ပါရဲ့ငါလည်းဘာပြောမှန်းတော့မသိတော့ပါဘူး တော်ရတော်ရ ဟာဒါလေလာလာ ဆမ်းမေညီဘာတွေရှောက်လို့လဲတွားကိုချက်ချင်းကိုယ့်အိမ်ကိုပြန် မပြေဦးမေသမီးသူ့စီမပြေနိုင်ဘူးတကယ်ကြောင့်သမီးကသူ့အိမ်မှာကြုံခံနေရတာသူသမီးကိုချစ်လို့လက်ထပ်ခဲ့တာမဟုတ်ဘူးသူညီမအတွက်စေးစားခဲ့တာ မဟုတ်တာလည်းမပြောစမ်းပါနဲ့အေးမောင်ကြီးကညီ့ကိုချစ်ပါတယ်ညီအိမ်မောကဆင်းသွားပြီးရတယ်ညညဆိုလည်းမအိပ်ဘူးတဲ့ဘယ်သူနဲ့မှလည်းစကားမပြောဘူးတဲ့ အိမ်မပြောတာကော်ဖီတောက်တာပြောင်းဝလို့နေမှာပေါ့ ဆမ်းမေစကားကိုအဲ့လိုပေါ့ပေါ့မပြောနဲ့ညီ့ကိုအမေပါမှားထားတယ်ခလေးမဆန်ရဘူးမောင်ကြီးကိုအပြစ်မရှာရဘူးလို့ပြောထားတယ်မဟုတ်လား ပြစ်ရှာမဟုတ်ပါဘူးမေရဲ့သူသမီးကိုတကယ်မချစ်ပဲနဲ့လက်ထပ်ခဲ့ရဲဆိုတော့ကိုကဒီရလို့ဝဲနေတာယူကြိုးမရဖြစ်တာသမီးမှာတော့ချစ်လို့သူ့ဘယ်လောက်ထိလှုပ်ပေးခဲ့ရအလုံးကလည်းထွက်ရတယ်သမီးရဲ့ဘဝကိုအဲ့အိမ်ထဲမှာပဲရင်းနှီးမြုပ်နေပြီးပေးဆက်ခဲ့ရ အဲ့ဒါလေးအမေနားလဲပါတယ်သမီးရဲ့ဒါပေမဲ့မောင်ကြီးဘက်ကလည်းပြန်စဉ်းစားအောင်မှာပေါ့သမီးကိုမချစ်ဘူးလို့တော့မပြောနဲ့သမီးကိုလက်မထက်ခင်နေရသူဘယ်လောက်ထိဂယူးဆိုင်တယ်ဆိုတော့သမီးပြန်စဉ်းစားကြည့်စမ်း အဲ့ဒါအားလုံးကသူ့ညီမအတွက်သူလှုပ်ခဲ့ရတယ် ဒီမှာသမီးမသိသေးတာတခုအမေသိလာလို့ပြောပြမယ်အမေတို့ရဲ့ချမ်းမရှင်မတ်သိန်ကြီးသူ့ချံကိုပတ်စံလိုရဲဆိုပြီးရောင်းမယ်လို့တော့မောင်ကြီးကသိပြီးယူထားလိုက်တယ်တဲ့ ရှေ့ ဒါပေမဲ့မောင်ကြီးကအမေတို့ဘာမှမပြောဘဲနဲ့ဒီချံကြီးနဲ့မှပဲဆက်ပြီးထားခဲ့တာသမီးနဲ့မယူခင်နဲ့ရပဲအဲ့ဒါကိုလည်းကူမမတ်သိန်ကြီးနဲ့တွေ့လို့အမေကိုပြောပြတာ ဒါပေမဲ့အဲ့ဒါတွေကလည်းသူညီမအတွက်လိုဟဲ့လို့သမီးဘဲမှမသွားနိုင်ဘူးလို့သူလှုပ်တာပါအဲ့လူကြီးလောက်အကျဲကြီးရဲ့အဲ့လူကြီးပဲရှိရဲ့အမေရဲ့ သူ့ဘက်ကလွန်နေဆိုတာလေအမေသိပါတယ်ဒါပေမဲ့ငါသမီးလည်းလူကြီးဖြစ်နေပြီကိုအုံနောက်နဲ့တေချာစဉ်းစားဆုံးဖြတ်ချက်ကိုလွယ်လွယ်မချနဲ့အမေလည်းဘာမှဝင်ပြီးမစွတ်ဖက်ချင်ဘူးဒါပေမဲ့သမီးဘဝအကောင်းဆုံးဖြစ်အောင်တော့တေချာဆုံးဖြတ်ပါသမီးရဲ့ မရအောင်စမ်းမေပဲပြန်ကောင်းပြီစမ်းမေလည်းပဲထင်တယ်စမ်းမေကိုရလည်းပြန်ကောင်းပြီ ညီမလေးလိမ္မာပါတယ်စမ်းမိရမနေ့ကပြောလို့ရှိရင်ပြန်လာမှာလေညီမလေးကိုကြီးပြပြထားပြီးပြီပဲလိမ္မာတယ်နော်ညီမလေး မရအောင်စမ်းမေပဲပြန်ကောင်းပြီစမ်းမေလည်းပဲထင်တယ်စမ်းမေလည်းပဲရတော့ဒီမှာမလား ညီမလေးဘလို့ဖြစ်နေရလဲစမ်းမိရကျွန်တော်လည်းခေါ်ရင်လည်းခေါ်လို့ရတယ်အယုတ်တယောက်မဟုတ်ဘူးလေ तू ကလူဆို तू လည်းတဲ့လာပါပေါ့ तू သွားနေသွားမှာပဲလေကိုကြီးကဘလို့လောက်ရမှာလဲမလေးကိုတောင်းမှမှာနော်ညီမလေးကိုဆူတာမဟုတ်ဘူးနော်ညီမလေးနော်ဟိုစမ်းမီကအယုံမဟုတ်ဘူးလေညီမလေးအယုံမဟုတ်တဲ့ခါကျတော့ကိုကြီးကဘယ်လိုတောက်ခေါ်မလဲဖြစ်နေလို့ရှိရင်ကိုကြီးလည်းချက်ချင်းကိုသွားပြီးတော့ပြေးပြီးတော့ခေါ်နေတာပါညီမလေးရယ်နော်ညီမလေးကလိမ္မာပါတယ်နော်ဟုတ်တယ်နော် မောင်ကြီးကလေးကိုအဲ့ဒီလိုပြောနေလို့ဘယ်နားလဲပါမလဲကြည့်ပါဦးကွယ်သမီးလေးငိုနေလိုက်တာမြင်ရည်လေးဒီလားသမီးလားမငုံနဲ့တိတ်အနည်းချွန်းနဲ့မုတ်သွားစားမယ်နော်သမီးလေးလာမလိမ့်မယ်လာသမီးလာငိုရတိတ်ဒီမှာသမီးလေးလိမ့်ပါလား စမ်းမေဒီမှာညဦးစီကဖုန်းလာနေ နေမခိုင်လည်းမငါမပြောချင်ဘူး
ကိုင်းလိုက်ပါစမ်းမေရဲ့ငါနင်တို့ကိစ္စကိုကြားမဝင်ချင်ဘူးပြောခိုင်းလိုက်ပါဟာဘာကိစ္စလဲ စမ်းမေနေကောင်းရဲ့လား မင်းအခုလိုမျိုးကိုယ်နဲ့အဝေးဆုံးနေရာမှာနေရတော့မင်းပြောနေမှာပေါ့နော် ကျမစိတ်ချမ်းသာပါတယ် ကိုသိပါတယ်အခုဖုန်းဆက်တယ်ဆိုတာလေစမ်းမေကိုတောင်းပန်ခြင်းလို့ဆက်တာပါကိုရိုမနမနှစ်ယောက်စလုံးစမ်းမေပေါ်မှာမတရားဘူးဆိုတာကိုသိပါတယ်ကိုရိုမနမနှစ်ယောက်ဆိုတဲ့အတိုင်းလည်းတော်ရုံတရားမသူမှမခံနိုင်ကြပါဘူးကိုရိုစီကနေထွက်ပြေးသွားတာစမ်းမေတယောက်တည်းမဟုတ်ပါဘူးစမ်းမေစမ်းမေအိမ်မှာပြောသလောက်နေပါစမ်းမေစိတ်ချမ်းသာသလိုနေပါစမ်းမေကိုမပိုင်ပါဘူးဒါပေမဲ့စမ်းမေလိုအပ်တာရှိလို့ရှိရင်ကိုစီကိုချိန်ပြီးဖုန်းဆက်ပါစမ်းမေကိုတို့မောင်နှမတစ်ယောက်တည်းကိုလေစမ်းမေဘာတစ်ခုမှထည့်ပြီးစဉ်းစားစရာမလိုပါဘူးစမ်းမေစိတ်တိုင်းကြပဲအရာရာကိုဆုံးဖြတ်လို့ရပါတယ်အဲ့ဒါလေးကိုလှမ်းပြောတာပါဒါပဲတော့စမ်းမေစမ်းမေနေကိုသူပြန်ခေါ်နေရမလားပြန်လိုက်ပါနော်ပြန်သွားလိုက်ပါဟာ သူကငါပြောတဲ့နေရာမှာနေငါကြိုက်တယ်လို့ဆုံးဖြတ်ပါတဲ့ဟယ်လိုမမေပြော ဟယ်လိုသမီးခုဘယ်မှာလဲ သမီးကမက်ကီတီစီမာလေမေဘာပြောလဲ သမီးအခုမောင်ဝီရရောချက်ချင်းပြန်လိုက်အခုတော့သမီး ဘာလို့လဲမမေရဲ့ဘသူဘာဖြစ်လို့လဲ ဒီမနေ့ပဲတူလေးအိမ်ရထွက်ပြေးနေကားတိုက်ခံရလို့သမီးရဲ့ ရှင် ဟုတ်တယ်သမီးအသက်အန္တရာယ်တော့မစိုးရင်ရဘူးအခုလိုဖြစ်တာသမီးပြောက်တာလိုက်ရှာရင်းနဲ့ကားတိုက်ခံရတာတဲ့ အိမ်မှာတူလင်းဒီလောက်ထိဖြစ်နေအောင်စမ်းမြစီဘာလို့ဖုန်းဆက်တာလဲနေတွေ့ရဲ့ ဆက်ချင်တာပေါ့သမီးရေတူလေးရလေနေတိုင်းချီကြနေတာမောင်ကြီးကဖုန်းဆက်ရအောင်ပြောလို့အန်နီထွေးကမဆက်တာပါ နေတွေ့ရဲ့သူမခေါ်လဲတူလေးကခေါ်ရဆိုရင်စမ်းမြရလာမှာပေါ့ပြီးတော့တူလေးကိုစမ်းမြပြစ်မထားရပါဘူးတူလေးရဲ့ခြေထောက်ကရော တူလေးရဲ့ခြေထောက်ကတော့ဆရာဝန်ကရိုးဘက်အပ်သွားတာဆိုလို့မစိုးရင်ရတော့ပါဘူးအခုစိုးရင်နေရတာမောင်ကြီးရပဲ ရှင်ဦးကဘာဖြစ်လို့လဲ သမီးမသိသေးတဲ့မောင်ကြီးရရဲ့နောက်ကျောင်းတွေအများကြီးရှိသေးတယ်သမီးမောင်ကြီးရမှာ
စိတ်ယောဂါကိုဆရာဝန်နဲ့တစ်ခါတလေပြနေရတယ်စိတ်ယောဂါအနူစားတစ်မျိုးဖြစ်နေတယ်မောင်ကြီးကကိုရန်းကျောင်းသားအရွယ်ရောက်မှသူ့အမေကတူတူလေးရဲ့ကိုဝင်ကိုလွှဲရတာအဲ့ဒီချိန်ကစပြီးသူ့အဖေကဒီလောက်နှစ်တည်ကြာမှရတဲ့ကိုကသူ့ကလေးပဲနည်းနဲ့မှမဖြစ်နိုင်ဘူးဆိုပြီးနေ့စဉ်နဲ့အမျှသူ့အမေကိုဆဲဆူရိုက်နေပိုက်ထဲကကလေးကိုလည်းကျင်စဲနေသူ့အမေခမရလဲယူမတက်ခံစားခဲ့ရရှာတာပါပဲသမီးရဲ့ ဘာဖြစ်လို့လဲတူလေးကသူ့ရဲ့သမီးမဟုတ်ဘူးလား ဟုတ်ပါတယ်သမီးရဲ့သူကသားကြောဖြတ်ထားတာဆိုတော့သူ့ကလေးမဟုတ်ဘူးလို့ပြောတာပေါ့သားကြောဖြတ်ထားပေမဲ့မတော်တဆကလေးရနိုင်တယ်ဆိုတာကိုသူ့ခင်ဗျာမသိသွားရှာပါဘူးတူလေးမွေးတဲ့နေ့မှာပဲသူ့မိသားစုဆွန့်ခွာသွားခဲ့တယ်သူ့အဖေနှိပ်စက်တဲ့တန်းကြောင့်သူ့အမေကသူတို့မောင်နှမနှစ်ယောက်ကိုမမှတ်မိနိုင်တော့တဲ့အထိစိတ်နှောက်ယူသွတ်သွားခဲ့ရှာတယ်အဲ့ဒီအချိန်ကစပြီးတူလေးဟာသူ့ရဲ့တအိုးရီသောမိသားစုဝင်ပဲဆိုပြီးသူ့ရဲ့ညီမလေးကိုအရန်ချစ်ခဲ့ရှာတာတူလေးဘိုက်ထဲမှာတည်းကပျက်စီးမှဆိုလို့ဆိုပြီးသူ့အဖေရိုက်နေသမျှသူဟာကြီးပဲရှိရနေခါးစီခံခဲ့တာလေမိဘတွေမရှိတော့တဲ့နောက်ပိုင်းတူလေးကိုအဖေလိုတစ်မျိုးအမေလိုတစ်မျိုးနဲ့စိုးရင်ပူပန်စိတ်တွေများစွာနဲ့ပြုစုဆောက်ရှောက်ပေးခဲ့ရတာလေအဲ့ဒီစိုးရင်စိတ်တွေများလုံးလို့သူလဲစိတ်ဖိစီးတဲ့ဝေဒနာခံစားခဲ့ရတာပါပဲကွယ် အဲ့ကိစ္စကိုဘာလို့စရဲဆမ်းမေကိုမပြောပြခဲ့ကြရလဲ သမီးလေးနဲ့တွေ့တဲ့အချိန်ကစပြီးသူကစိတ်ခရောက်ခဲ့လည်းမဖြစ်တော့ဘူးဆရာဝန်နဲ့မပြရတာလည်းကြာပြီခုဟာကသမီးလေးကလည်းမရှိတူလေးကလည်းအခုလိုဖြစ်ဆိုတော့ အခုဘာမှလဲအခုဦးကဘာမှလဲ သူ့ခန်းထဲမှာရှိတဲ့သမီးသွားတွေ့လိုက်ပါအောင်ခုနေကောင်းရဲ့လား ဆမ်မေကိုစီကိုပြန်လာတယ်တော့ဆမ်မေညီမလေးကားတိုက်ခံပြီးတော့အရှုပ်အပ်သွားတယ်ဆမ်မေအဲ့ကိုအတော့မကြရသေးလားအဲ့ဒီဟာလေညီမလေးကကိုနဲ့တူတူအိတ်နေတာကိုအိပ်ပြောသွားတဲ့အချိန်လေးမှာညီမလေးထွက်သွားတဲ့အခုလိုဖြစ်သွားတာဆမ်မေကိုအတော့မကြတာဆမ်မေကိုလည်းညီမလေးကြောင့်ဆမ်မေကိုပြောပြနေရပြီကိုသိပါတယ်ကိုဟာလေညီမလေးကိုချစ်တဲ့တဲ့ပူပြီးချစ်မိနေရဆိုတာကိုလည်းသိပါတယ်ဆမ်မေတို့ဘက်ကကြည့်မယ်ဆိုလို့ရှိရင်ကိုကအတ္တကြီးတဲ့လူဒုက္ခကောင်းဆန်တဲ့သူတို့ဆမ်မေတို့မြင်နေမယ်ဆိုတော့ကိုသိတယ်ဒါပေမဲ့လေညီမလေးကိုဘာဖြစ်လို့အဲ့လောက်ထိချစ်ရလဲဆိုတာကိုမှကြောက်တတ်ချက်ရှိပါတယ်ဆမ်မေကိုရှင်းပြမယ်နော်ကိုရဲ့အမေကလေတူလေးကိုဝင်လွယ်ထားတဲ့အချိန်မှာအဲ့ဒါကိုဟာရှင်းပြစမ်းမလို့တော့ပါဘူးဦးရဲ့အန်နီထွေးပြောပြလို့ဆမ်မီအားလုံးသိပြီးပါပြီဦးလည်းဆမ်မီနားလဲပါတယ်အဲ့ဒါကြောင့်လဲဦးစီကိုဆမ်မီလာတာပေါ့ကိုဝတ်လိုက်တာဆမ်မီကိုဝတ်ခံပါတယ်ဆမ်မီကိုနိုင်ချင်တယ်ညီ
ညီမလေးအတွက်တစ်ခုတည်းကိုဦးစားပေးပြီးတော့စမ်းမေကိုလက်ထပ်ခဲ့တယ်ဒါပဲလေကိုစမ်းမေကိုဘာကြောင့်ပဲလက်ထပ်ခဲ့စမ်းမေကိုတကယ်ချစ်ခဲ့တာပါအားကြောင့်စမ်းမေကိုစီမပြောတော့စမ်းမေကိုလည်းကွာရှင်းခြင်းပြီးဆိုတဲ့အချိန်ပါကိုစမ်းမေကိုကွာရှင်းခွင့်ပေးခဲ့တာစမ်းမေကိုမတားရခဲ့တာစမ်းမေကိုရုံမောင်နှမကိုလေတခြားလူတွေလိုပဲစမ်းမေထားခဲ့မယ်ဆိုရင်ထားသွားလို့ရပါတယ်ကိုနားလည်းပေးပါမယ်ဒါပဲလေစမ်းမေကိုအရှုပ်ကလေးတယောက်လို့ကိုရဲ့အသားမှာပဲအမြဲတမ်းရှိနေစေချင်လို့အရှုပ်ကလေးတယောက်ကိုဝယ်ခဲ့တယ်လို့ကိုဝယ်ခဲ့မိတာပါစမ်းမေကိုခွင့်လို့ပြပါတော့ဦးနာပါရမြဲတဲ့နေခွင့်ရမယ်ဆိုရင်စမ်းမေရုပ်ကလေးတယောက်လိုနေရလဲချင်းနဲ့ပါတယ်ဦးရဲ့နောက်တစ်ခါဆိုရင်လေစမ်းမေကိုရဲ့အနာလေးဘယ်ဦးမှတော့မပြီးတော့စမ်းမေခုနမှပဲအများနဲ့နေမှာမလား